အားလုံးပဲမင်္ဂလာပါကိုပိုင်ပါဒီနေ့မှာတော့ ChatGPT Google Gemini Photoshop ဒီသုံးခုကိုသုံးပြီးတော့ social media design တစ်ခုကိုဆွဲပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်တို့ Pinterest ထဲကနေကျွန်တော်တို့သုံးချင်တဲ့ကျွန်တော်တို့ကြိုက်တဲ့ပေါ့နော်ကျွန်တော် reference ယူချင်တဲ့ပုံကိုကျွန်တော် copy ကူးလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ ChatGPT ထဲတွားလိုက်မယ်ပေါ့နော် ChatGPT ထဲမှာကျွန်တော်တို့ခုနကကူးလာတဲ့ပုံကို control V နဲ့ paste ချလိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့လွယ်လွယ်လေးပဲမြန်မာလိုပဲရေးမြန်မာလိုပဲသူကို comment ပေးပြီးတော့ prompt ထုတ်ခိုင်းမယ်ပေါ့နော် Okay ကျွန်တော်တို့ကဒီ design မှာကျွန်တော်တို့က PR ခွက်ပုံ PNG ရှိတယ်ပေါ့နော်ကိုကဆိုင်ကြော်ညာမယ်ဆိုလို့ရှိရင်ဆိုင်က PR ခွက်ပုံကတော့တောင်းရမယ်ပေါ့နော် PR ခွက်ပုံဒါမှမဟုတ်လည်းသူတို့မပေးဘူးဆိုတော့ကျွန်တော်တို့သုံးမဲ့ product ရှာလာမယ်ပြီးတော့မှကျွန်တော်တို့ကဒီထက်ကရက်မှာဘူးတွေ plane တွေတုံးလာတယ်မယ်ကျွန်တော်တို့ PR ခွက်သုံးပါဆိုတော့သူကိုငါက PR ခွက်ပုံပေးမယ် image generate လုပ်ချင်တယ်ကျန်တာပုံလေးကအတိုင်းလုပ်ပေးပေါ့နော်အဲ့လိုပြောလိုက်မယ်ပြီးတော့ကျွန်တော်တို့က site ကိုလည်းခါလေးရေးပေးရမယ်ပေါ့နော်ကျွန်တော်တို့ထုတ်ချင်တယ်ကျွန်တော်တို့သုံးမဲ့ site ကိုတစ်ခါလေးရေးပေးရမယ်ပြီးရင်တော့ 4K quality အဲ့လိုမျိုးထုတ်ပေးပါပေါ့နော် 4K quality နဲ့ထုတ်ပေးပါ4K quality နဲ့ထုတ်ပေးခြင်းထုတ်စီခြင်းနဲ့ပြီးတော့ prompt ကိုလည်းမြန်မာလိုပဲထုတ်ပေးပါဆိုပြီးတော့ဒါကတော့သူ့ကိုပုံထုတ်ခိုင်းတာမဟုတ်ဘူးလေကျွန်တော်တို့ prompt ပဲအရင်ထုတ်ခိုင်းတာပေါ့နော်မြန်မာလိုပဲ print ထုတ်ပေးပါဆိုပြီးတော့သူ့ကိုကျွန်တော်တို့ကပေးလိုက်မယ်ပေါ့နော်โอเคပါဒါကတော့ကျွန်တော်တို့ခဏလေးစောင့်လိုက်တာနဲ့ကျွန်တော်တို့ဒါ ChatGPT ကနေကျွန်တော်တို့ print ထုတ်ပေးလိုက်ပြီပေါ့နော်ဒီ print တစ်ခုလုံးကိုကျွန်တော်တို့သူကမြန်မာလိုပဲထုတ်ပေးလာတယ်ဒီ print ကိုကိုကပြင်ချင်တယ်ဆိုလို့ရှိရင်လည်းမြန်မာလိုပဲကိုမလိုချင်တဲ့ဟာတွေဖြတ်လိုချင်တဲ့ဟာတွေထည့်ပြီးတော့ပြင်ပြီးတော့ကိုထုတ်လို့ရပါတယ်ဒီမှာပုံ site တွေကအစားပုံ quality တွေအစားကျွန်တော်လိုချင်တဲ့ပုံစံတိုင်းထွက်လာတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့က copy ကူးပြီးတော့ Google Gemini မှာပုံထုတ်မှာဖြစ်ပါတယ်โอเคပြီးတော့ကျွန်တော်တို့ Gemini ထဲမှာ create image ကိုရွေးပြီးတော့ကျွန်တော်တို့ခုနကူးလာတဲ့စာကို prompt ကိုပေါ့နော် paste ချလိုက်မယ် control V နဲ့ paste ချလိုက်မယ်ချပြီးကျွန်တော်တို့ကျွန်တော်သုံးမဲ့ product ပုံကိုထည့်ပေးရမယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ PR ခွက်ပုံပေးမယ်ဆိုပြီးပြောထားလို့ပေါ့နော်ဆိုတော့ကျွန်တော်တို့ product ပုံ PNG ကိုကျွန်တော်တို့ဒီ Gemini တွေကိုဆွဲပြီးတော့ထည့်ပေးလိုက်မယ်โอเคပြီးတော့ကျွန်တော်တို့ဒီပုံလေးထွက်လာပြီပေါ့နော်ဒါ print ထုတ်ခိုင်းလိုက်ဒါ Gemini ကိုထုတ်ခိုင်းလိုက်တာပေါ့နော် print နဲ့ဆိုတော့ကျွန်တော်တို့ကဒီမှာစာကိုကိုယ်တိုင်ထည့်ချင်တာဖြစ်လို့ကျွန်တော် note ဆိုပြီးတော့ prompt မှာတစ်ခါလေးထည့်ပြီးသားပေါ့နော်ဆိုတော့ကျွန်တော်ပုံပဲရလာပြီကျွန်တော်တို့ကစာကိုလိုအပ်တယ်လို့ကိုထည့်ချင်တဲ့စာသားကိုထည့်ပါမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာ logo လေးဖျောက်ပေးရမယ်အဲ့လိုမျိုးကျွန်တော်တို့ကဒီဟာလေးပြင်ပြရအောင်ပေါ့နော်ဒါပေမဲ့ဒီ PR ခွက်ပုံကတော်တော်လေးအဆင်ပြေနေပြီဗျာကျွန်တော်တို့လုပ်မယ်ဆိုရင်အချိန်အများကြီးပြီးလုပ်ရမယ့်ဟာကိုကျွန်တော်တို့ကမိနစ်ပိုင်းနဲ့ကိုကျွန်တော်တို့ထုတ်ခိုင်းလို့ရနေတာပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ပုံကိုကျွန်တော်တို့ download ဆွဲလိုက်မယ်ညာဘက်အပေါ်လေးမှာ download ခလုတ်လေးနဲ့ကျွန်တော်တို့ download ဆွဲလိုက်မယ်ဗျโอเคကျွန်တော်တို့က download ဆွဲပြီးသွားလို့ download ပြည့်သွားပြီဆိုရင် Photoshop တွေကိုတစ်ခါလေးဆွဲထည့်လိုက်မယ်ကျွန်တော်တို့ site တွေကတော့နည်းနည်းလေးလွဲသွားပြီပေါ့နော်ဒါပေမဲ့ site လုံးဝမရေးပေးလိုက်တာတည်းစားလို့ရှိရင်တော့ကျွန်တော်တို့တော်တော်လေးကိုအဆင်ပြေပါတယ်နည်းနည်းလေးပဲကွာသွားတယ်ပေါ့နော် site ကတော့โอเคပြီးလို့ရှိရင်တော့ကျွန်တော်တို့က Gemini logo ဖျောက်ပေးရမယ် Gemini logo ကိုကျွန်တော်တို့က Spot Healing Brush Tool ကိုယူပြီးတော့ကျွန်တော်တို့တစ်ခါလေးဖျောက်ပေးလိုက်မယ်ပေါ့နော် Spot Healing Brush Tool ယူဖို့အတွက်ကျွန်တော်တို့ကဒီမှာပုံကို restore right လုပ်ရပါတယ် restore right လုပ်ပြီးတော့ Spot Healing Brush Tool နဲ့ကျွန်တော်တို့ Gemini logo ကိုဖျောက်ပေးလိုက်တယ်ဖျောက်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ပုံမှာလိုချင်တဲ့စာသားတွေကိုထည့်ချင်တဲ့ content information တွေကိုကျွန်တော်တို့ customize ကျွန်တော်ထည့်ချင်တဲ့ဟာအတိုင်းထည့်သွားမှာဖြစ်ပါတယ်โอเคပြီးလို့ရှိရင်တော့ကျွန်တော်တို့ဘာမှ color တွေပါပြန်မချိန်တော့ဘူးပေါ့နော်ဒီတိုင်းပဲ scan လောက်တာဆိုတော့ဒီတိုင်းပဲကျွန်တော်တို့ export ထုတ်လိုက်မယ် export ထုတ်လိုက်ပြီးတော့ဒါနောက်ဆုံးရတဲ့ပုံဖြစ်ပါတယ်ဒါကတော့ Google Gemini ရဲ့ ChatGPT ရဲ့ Photoshop ရဲ့ပေါင်းပြီးတော့ထုတ်ထားတဲ့ပုံလေးဖြစ်ပါတယ်